အားလုံးပဲမင်္ဂလာပါ electron computer နေကြိုဆိုပါရစေဗျဒီနေ့ကတော့ဒါနေရာပို့လိုက်တဲ့ customer လုံးလေးပေါ့နော်အဲဒီလုံးလေးက Nova 1နဲ့လာတော့ကျွန်တော်ဖွင့်ပြီးတော့စစ်တာပေါ့စစ်တော့ခုမြင်ရတဲ့အတိုင်းပဲဒီမှာ water damage တွေပေါ့နော် damage တွေရှိနေတယ်နောက်ရေရိုးတွေစီရိုးတွေနောက် connector မှာလည်းdamage တွေဖြစ်နေတယ်ပေါ့နော်ကြည့်ပါအောင်ဗျာ Bio IC ကိုရှေ့ဆိုင်ကဘယ်လိုများလုပ်လိုက်လဲမသိတော်တော်ဆိုးရွားတဲ့ချင်းတွေကိုမြင်နေရတယ်ပင်နေတဲ့ကောက်ကွေးရပင်နေတဲ့ပူးနေကျွန်တော်စစ်ကြည့်လိုက်တော့ဒီ GFA core เนาะ GFA core တော့က short core point က short ကြာတာတွေ့တော့ကျွန်တော်စစ်ကြည့်လိုက်တယ်စစ်ကြည့်လိုက်တော့ CPU short ဖြစ်နေတာပေါ့နော်အဲတော့ခုလက်ရှိကတော့ပြင်ပြည့်ချင်နေမှာတော့ power Nova ပြဿနာကျုံမထွက်လို့ပေါ့နော်ချုပ်ထားမယ်ကိုပြောက်ပိုရိပြောက်တဲ့အကြောင်းအရာ CPU short ကြာသွားပါနော် GFA core တွေ short ကြာသွားတယ်ပေါ့အကောင်းဆုံးတော့ပြင်ပြီးခဲ့ပါတယ်ဒါပေမဲ့မတန်းသွားဘူးပေါ့နော်အောင်သွားပေါ့โอเคပါပဲပြင်စရာရှိကျွန်တော်တို့ electron computer ကိုလာခဲ့ပါအကောင်းဆုံးဝန်ဆောင်မှုများနဲ့ကြိုးစိုးနေပါတယ်ဗျဒါကတော့ bio chip ကိုကျွန်တော်တို့ပြင်တက်ထားတဲ့ပုံစံပါအားလုံးပဲနောက်တဲ့ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျ